Okay,အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုကတော့ကျွန်တော်ရဲ့ YouTube မှာ Mobile Legends ကိုနောက်ပထမဆုံးတင်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ပေါ့နော်ဘရိုတစ်ချက် like ကြည့်လိုက်ကြတော့ဒီမှာကတော့ကျွန်တော်တို့ Mobile Legends ကိုမစော့ရမကြလေးတဲ့သူတွေရှိကြတယ်ပေါ့နော်ဒါမဲ့တည်ရလို့ပြောကြပြီမကြောက်အခုမှကျွန်တော်နည်းနည်းလေး Mobile Legends အကြောင်းရှင်းပြရရပေါ့နော်ကျွန်တော်4 minute နဲ့အပြီးရှင်းပြမှာပေါ့နော် like ကြည့်လိုက်ကြတော့ဒီမှာဆိုရင်ကျွန်တော်တို့ငားများတဲ့ event တော့ကျွန်တော်တော်တော်များများသိရတယ်ပေါ့နော်ငားများတဲ့ event မှာဘယ်လိုကကျွန်တော်တို့ legendary ငားသုံးဖို့ကျွန်တော်တို့အဲ့လိုငားချားငားလေးတွေရှိရပေါ့နော်အဲ့ဒါတွေကျွန်တော်တို့ friend တွေလည်းပြန် click ရတယ် friend တွေရတယ်ကိုပြန်တောင်းလို့ရတယ်ပေါ့နော်တော်ရေးမိုက်တယ်ပေါ့နော်ကျွန်တော်ဆိုရင်ကျွန်တော်ဒီမှာဆိုမြားလိုက်တယ်ဒီကောင်မိတယ်ပေါ့နော်ဒီကျွန်တော်မိတဲ့ငားဆိုကျွန်တော်တို့ key ရ190နဲ့ကျော်ရပေါ့နော်190နဲ့မှကျွန်တော်တို့ဒီကပူးတဲ့နမှာပေါ့နော်တော်လေးညားပါတော့ကျွန်တော်ဒီမှာဆိုရင်တော့တို့ဒီ user all star event ဒီရောက်လိုက်တော့မြတ်တီးကြတယ်ပေါ့နော်သူတွေကလည်းရာပြီးတော့ကြာပြီဆိုတော့ဒီမှာဆိုရင်တော့ကျွန်တော်ဒီ rating မှာဆိုဒီကောင်းနေရှိမယ်။ဘာညာအဲ့လိုမျိုးရှိမယ်ဆိုတော့ဒီမှာဆိုရင်လည်းမများရှိရပေါ့။ Okay ဒီမှာကျွန်တော်ဖက်နဲ့ရှိရကျွန်တော်မှဆိုကျွန်တော်ဒီမှာ legendary 9လည်းရှိရပေါ့နော်အဲ့ legendary 9တွေလည်းကျွန်တော် legendary 9ကျွန်တော်မှာတစ်ခေါက်ပဲရှိရပေါ့နော်နောက်တဲ့အကောင့်တွေတော့မရှိဘူးပေါ့နော်အခုမှဆိုရင်ကျွန်တော်နှစ်ကောင်ပြသွားပြီကျွန်တော်ထပ်ပြမယ်ပေါ့နော်ဒါကတော့ကျွန်တော် video အဟောင်းဒါကတော့ကျွန်တော်တို့ second one နဲ့တူရတဲ့ကျွန်တော်တတ် event တစ်ခုဖြစ်တယ်ပေါ့နော်ဒီ event မှာဆိုဘယ်လိုอ่ะပေါ့နော်ဒီမှာတို့ second တွေတော်များများရှိတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့ဒီမှာပေါ့နော် Moscowကြိုက်တယ်ပေါ့နော်ကျွန်တော်ကန်တဲ့ hero လည်းအဲ့တကောင်မှရှိတယ်ပေါ့အခုတော့ကျွန်တော်လည်းအဲ့ Moscow ကြီးတော့လိုချင်တာမဲ့ပေါ့နော်အဲ့ Moscow ပါဆိုတော့တော်တော်လေးဈေးကြီးအားကြောင့်ကျွန်တော်တော့မဝယ်ဘူးဝယ်နိုင်လဲကျွန်တော်မဝယ်ဘူးပေါ့နော်ကျွန်တော်ကအဲ့ရရင်ပဲပတ်စံရှာမှာအဲ့ကျန်နေကျွန်တော်ပတ်စံရှာမှာပေါ့နော်ဆိုတော့အဲ့ဂိမ်းမှာပဲကျွန်တော်ပတ်စံတွေကိုမဖြုံးညင်ဘူးဗျာဆိုတော့ဗျာဘလူးရောအဲ့ဂိမ်းမှာပဲပတ်စံရှာမှာလားဒါမှမဟုတ်အဲ့ဂိမ်းနဲ့ပဲပတ်စံဒီအကုန်ခံမှာလားဆိုတော့ကောမမန်ခဲ့ကြအောင်နော်โอเคရှင်းလိုက်ကြည့်ပဲဒါကတော့ကျွန်တော်တို့မိထားတဲ့ legendary ငါးတွေကို diamond နဲ့ပေါ့နော်ပြန်ရောင်းလို့ရတယ်ပေါ့နော်ဒီတောင်းနေအောင်ဒီတမန်များမိတဲ့ legendary ငါးတွေကပေါ့နော်အပေါ်မှာတူလေးမပါတော့ဗျာဒီမှာအလွယ်တကူပြန်ရောင်းလို့မရဘူးပေါ့နော်အပေါ်မှာတူလေးပါတဲ့ legendary ငါးတွေဆိုကျွန်တော်တို့ပြန်ပြီးတော့အလွယ်တကူရောင်းလို့ရတယ်ပေါ့နော်ဒီတမန်များပေါ့နော်ရောင်းနေမသိတဲ့အတွက်ဒီလိုမျိုးစောက်ဘောကားတွေပဲဒီမျိုးကျွန်တော်လည်းမျိုးဒီစောက်ဘော legendary ငါးတွေပဲမိသားကြတဲ့တော်တော်များတယ်ပေါ့မျိုးအပေါ်မှာပေါ့နော်လည်းမျိုးတူလေးပါပြီးမိရတဲ့သူတွေဆိုရကျွန်တော်တို့ပြန်ပြီးတော့ရှောင်းချရတဲ့နေရာမှာတူတယ်ပေါ့ Okay အဲ့လိုပေါ့နော်ကျွန်တော်တို့ချရတဲ့ရင်တော့ပေါ့နော်ဒီမှာကြောင့်ဝင်ဟိုတခြားဘလူးမှရှိရတဲ့မျိုးရှားပါဥစ္စာတုံးစားလို့မရတဲ့ဥစ္စာရောင်းလို့ရတယ်ရောင်းလို့ရရောင်းလို့မရရောင်းလို့မရဘူးပေါ့နော်ဘလူးမှရောင်းလို့ရတယ်ဆိုတခုရှိလို့ရှိရင်ရောင်းရတယ်ဒီမှာဟိုကျွန်တော်တို့ဒီရိုးမမီရတယ်ကျွန်တော်တို့မရှိပါဘူးအဲ့တော့တူလေးပါပြီးမိသားစုတွေရတယ်လို့အောင်လဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာတင်ပြီးတော့ရှိလို့ရှိရင်လည်းပြန်မှာရောင်းလို့ရတယ်ပေါ့အလွယ်တကူပဲကျွန်တော်တို့ရောင်းလို့ရပါအဲ့တော့ကျွန်တော်ဝယ်ရမှာဥစ္စာဘုရားမဝယ်တော့မဝယ်ရင်ဒီပဲဝယ်ပြီးတော့ရောင်းဝယ်လဲမဟုတ်အနာလို့ဒါမှမဟုတ်လည်း0ပဲရှိတာဆိုတော့ဘုရားမတရောင်းလို့ရပါတယ်ဟောဝယ်မလို့ရတဲ့ရောင်းတိုင်းမှလည်းမရှိကြီးလိုက်တော့ရှောက်ပြီးဘူးတိုင်းမှလည်းမရှိဒီအလေးကိုရောင်းရရတယ်မရှိဘူးပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့စာအိတ်တွေစာအိတ်တွေပါနေရှိတော့ကျွန်တော်တို့အကောင်ရှောင်းနေဟိုကျွန်တော်ဒါတော့ mobile နဲ့ပြန်ရတာတော့ကျွန်တော်ရဲ့ account ကြီး all star event ရဲ့ကျွန်တော်တို့ event တွေရဲ့အကြောင်းဒီလက်ပူပဲထားလိုက်ဒါတော့ကျွန်တော်ရဲ့ဒါတော့ကျွန်တော် skin လေးပါညာမှာနေလို့ပြောလို့ရမယ်ပေါ့နော်ကျွန်တော် run နဲ့ donate တွေပြောလို့ရတယ်ကျွန်တော် update တော့ဒါမှကျွန်တော်စကေးရမရှိတော့ဗျအဲ့လောက်ပဲစကေးရရှိတယ်ဗျဒါကတော့ control ကိုလို့ပြောကျွန်တော် black ကိုမေးတယ်ကျွန်တော်ဒီလိုပဲဆော့ဘူးဘယ်လိုခေါ်ကြလဲကျွန်တော်ဒီကောင်ဒီလောက်ကျွန်တော်ပုံစံကိုကျွန်တော်ဆော့ဘူးဘယ်လိုမျိုးဒီလိုပဲဆော့ကြတယ်ပေါ့ဆိုတော့ဒါလေးကတော့ဒီလိုလေးကတော့ဒီလောက်ပဲပေါ့နော်အဲ့ဒီပွဲစားတာကိုကျွန်တော်နောက်မှအဲ့ game ဆိုတဲ့ဗီဒီယိုထားလိုက်တော့ဒီဗီဒီယို